လူတိုင်းကကဘာပြည့်ရှင်တန်ရေးဂိမ်းတစ်ခုတည်းကိုရောက်သွားကြတယ်လူတွေကစွမ်းအားရှင်တွေဖြစ်ဖို့ယူသွတ်စွာတိုက်ခိုက်ခဲ့ကြတယ်ကျွန်တော်တယောက်တည်းပဲအကန့်အသတ်မဲ့ပိုက်ဆံကိုရွေးချယ်ခဲ့တာပါလူတိုင်းကကျွန်တော်ကိုရေမောပြီးလူလို့ပြောကြတယ်ကဘာပြက်ကတ်မှာပိုက်ဆံကတန်ဖိုးမရှိဘူးလို့ပြောကြတာပေါ့ဒါပေမဲ့သူတို့မသိတာတခုရှိတယ်ဖုတ်ကောင်တွေကတကယ်ချင်းချောက်မှုမဟုတ်ဘူးစွမ်းအားတွေရှိတဲ့လူသားတွေကမှပိုပြီးအနေရများတာပါအဲ့ဒီနောက်စနစ်ကနေကြီးညာချက်ထွက်လာတယ်ကျွန်တော်တို့ကစားသမား300ကိုဂိမ်းထဲတန်းထည့်လိုက်တယ်ကျွန်တော်တို့အားလုံးတကယ်ကဘာမှာတည်ဆုံးသွားခဲ့ပြီလို့စနစ်ကရှင်းပြတယ်ဒုတိယအကြိမ်အသက်ရှင်ခွင့်ရဖို့အတွက်ဒီကဘာပြက်ဂိမ်းမှာအဆုံးထိရှင်တန်ရမှာပါနောက်တစ်ဆင့်ကတော့အစပြုပစ္စည်းတွေရွေးချယ်ဖို့ပါပဲကျွန်တော်စင်ပေါ်ကပစ္စည်းတွေကိုကြည့်လိုက်တော့အများစုကစွမ်းအားတွေပဲတခြားကစားသမားတွေကအဲ့ဓာတွေကိုရဖို့အယူမူတိုက်ခိုက်နေကြတယ်ကျွန်တော်ကတော့စရင်ရဲ့နောက်ဆုံးစာမျက်နှာကိုတန်းလှန်လိုက်တယ်အောက်ဆုံးမှာအဆုံးမဲ့ချမ်းသာကြွယ်ဝမှုလို့ရေးထားတဲ့တင်ကားပြားလေးတစ်ခုကိုတွေးလိုက်တယ်နှစ်ခါမစင်းစားပဲချက်ချင်းကောက်ယူလိုက်တာပေါ့ကျွန်တော်နဲ့အတူပါလာတဲ့အတန်းခေါင်းဆောင်ဝန်တန်ကတော့စိတ်ထိန်ချုပ်မှုစွမ်းအားကိုရွေးခဲ့တယ်ကျွန်တော်တင်ကားပြားယူတာကိုမြင်တော့သူကမလောင်ပဲမနေနိုင်ဘူးမက်ခမင်းတကယ်ပဲပိုက်ဆံကိုဒီလောက်တောင်မတာလားကဘာကြီးပြတ်တော့မယ်လေပိုက်ဆံကမင်းအတွက်ဘာအသုံးဝင်မှာလဲတဲ့ကျွန်တော်ပြန်မပြောခင်မှာပဲသူကအတန်းထဲကအလှပကေးလူယူရန်ဘက်လှည့်သွားတယ်သူကအချစ်ရဲ့စွမ်းအားဆိုတာကိုရွေးထားတာလူတိုင်းကိုကျမကိုချစ်မိအောင်လုပ်နိုင်တဲ့ဖုတ်ကောင်တွေတောင်ကျမရဲ့အလှမှာနစ်မျောသွားလိမ့်မယ်စစ်မှန်တဲ့အချစ်ကကျမကိုကာကွယ်ပေးမှာဆိုတော့ကျမတေချာပေါက်ရှင်တန်မှာပါတဲ့ပစ္စည်းတွေအကုန်ရေးပြီးတာနဲ့စနစ်ကထပ်ပြောတယ်လူတိုင်းကိုသူတို့ရဲ့စွမ်းရည်တွေလေ့ကျင့်ဖို့နဲ့လာမယ့်စစ်ပွဲအတွက်ပြင်ဆင်ဖို့တစ်နှစ်အချိန်ပေးမယ်တဲ့ကဘာပြတ်မုတ်က10နှစ်လအကြာမှာတရားဝင်စတင်မှာပါအောင်နိုင်သူတယောက်ပဲဒီဂိမ်းကနေထွက်ခွာခွင့်ရမယ်နောက်ဆုံးရှင်တန်သူကပဲစုကြီးကိုရမှာပါဒီစည်းကမ်းကိုကြားလိုက်ရတော့လူတိုင်းရဲ့မျက်နှာတွေချက်ချင်းပြောင်းလဲသွားတယ်အဖွဲဖွဲ့ဖို့စဉ်းစားထားတဲ့သူတွေတောင်တယောက်ကိုတယောက်တန်တရားမျက်လုံးတွေနဲ့ကြည်လာကြတယ်ဒီရှင်တန်ရေးဂိမ်းမှာသူငယ်ချင်းဆိုတာမရှိဘူးလူတိုင်းကရန်သူပဲကျွန်တော်တစ်စက္ကန့်တောင်အချိန်မဖြုံးပဲအဲ့ဒီကနေထွက်လာခဲ့တယ်ချက်ချင်းပဲကျွန်တော်ရဲ့ကဘာပြည့်ရှင်တန်ရေးအစီအစဉ်ကိုစတင်လိုက်တာပေါ့ကဘာမြေပုံကိုကြည့်ပြီးပစိဖိတ်သမုဒ္ဒရာတွေကတီးခြားကျွန်းလေးတစ်ခုကိုရွေးလိုက်တယ်ငလျင်ကြောပေါ်မှာမရှိဘူးမုန်တိုင်းတန်လဲကင်းတယ်လေရင်ကွင်းဆောက်ဖို့အတွက်တဘာဝအတိုင်းပြန့်ပြူးတဲ့နေရာလဲရှိတယ်တဘာဝအတိုင်းအကာအကွယ်ပေးမဲ့တောင်တန်းတွေလဲဝန်းရံထားတယ်ကျွန်တော်ဒေါ်လာ1 ဘီလီယံလောက်သုံးပြီးအဲ့ဒီကျွန်းကိုအပိုင်ဝယ်လိုက်တယ်အနာဂတ်ကျွန်းလို့အမိပေးပြီးခီးသွားလုပ်ငန်းအတွက်ဖော်ဆောင်နေတာလို့အကြောင်းပြလိုက်တယ်ခီးတီတင်တင်မောကြီး30စီးကိုတပြိုင်နက်ဝယ်လိုက်တယ်စောက်လုပ်ရေးကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ပြီးစက်ရနေအားကြီးတွေနဲ့စောက်လုပ်ရေးပစ္စည်းတွေကိုကျွန်းပေါ်ပို့လိုက်တဲ့တာဝန်ရှိသူတွေကိုလည်းရှိုးဝက်ချက်ထိန်းသိမ်းဖို့စာချုပ်ချုပ်ခိုင်းထားတယ်သူတို့တောင်အနာဂတ်ကျွန်းကဘယ်မှာလဲဆိုတာမသိကြဘူးတင်မောတွေကျွန်းကိုရောက်တာနဲ့အလုသမားတွေကယာယီလေရင်ကွင်းကိုစဆောက်ကြတယ်ပြီးတော့လေရင်အစင်းတရကိုငားပြီးနေရအနှံ့ကအလုသမားတွေကိုခေါ်လာခဲ့တယ်အလုသမားတွေကနေညမနာအလုလုပ်ကြတယ်ကျွန်းရဲ့ဒီနေရာကိုဖုံးကွယ်ဖို့အတွက်လိုင်းဖြတ်ဆက်တွေဝယ်ထားပြီးအလုသမားတွေရဲ့ဖုံးတွေကိုလည်းတင်ထားလိုက်တယ်ကျွန်းပေါ်မှာအလွန်ခိုင်ခန့်တဲ့ခံတက်ကြီး30ခုဆောက်ခဲ့တဲ့အဆင့်မြင့်ဆုံးပစ္စည်းတွေကိုပဲတုံးထားပြီးအင်အား10နှစ်ပမာဏရှိတဲ့ငလျင်တန်ကိုတောင်ခံနိုင်ရည်ရှိတဲ့ခံတက်တွေရဲ့အပြင်ဘက်ကိုလည်းရုပ်ဖြတ်ထားတော့ဂျိုဟူဒူကနေတောင်မမြင်နိုင်ဘူးဒါပေမဲ့ဒါတွေကအပေါ်ယံပဲရှိသေးတာတကယ်ဒန်းဒေးဘန်ကာကတော့မြေအောက်မှာပါမြေအောက်ဘန်ကာကနျူကလ িয়ার တိုက်ခိုက်မှုနဲ့ဇီဝလက်နက်တိုက်ခိုက်မှုတွေကိုပါခံနိုင်ရည်ရှိတယ်မြေကျင်းတူးတဲ့ဖုတ်ကောင်တွေတောင်9 မီတာအထူရှိတဲ့တန်မနစ်နံရံကိုဖောက်နိုင်မှာမဟုတ်ဘူးမြေပြင်ခံတက်တွေကနေမြေအောက်ကိုသွားတဲ့ရှိုးဝက်လန်းတွေရှိတယ်ဒါပေမဲ့အဲ့ဒီလန်းတွေကိုအရန်ချင်းအောင်လှုပ်ထားတော့တစ်ချိန်မှာတယောက်ပဲဖြတ်လို့ရတဲ့အတွင်းထဲမှာလဲဝင်ကပါလို့ပဲလမ်းမှန်ကိုတွေ့ရင်တောင်တကားမကြီးကိုဖျက်ဖို့ကထောင်ချောက်တွေအများကြီးရှိသေးတယ်လမ်းတစ်ခုခုပေါက်ကွဲသွားရင်တောင်တခြားလမ်းတွေကနေမြေပြင်ကိုပြန်တက်လို့ရတယ်ကဘာပြက်ကတ်မှာစွမ်းအင်ကအရာအလုံးပဲလျှက်စစ်မီအတွက်လေအားလျှက်စစ်ဒီရေအားလျှက်စစ်နဲ့နျူကလ িয়ার ဂျင်နေရေတာတွေကိုတက်ဆင်ထားတဲ့ရေအတွက်လဲမိုးရေစုဆောင်းတဲ့စနစ်ပင်လယ်ရေကိုတောက်ရေပြောင်းတဲ့စနစ်တွေရှိတယ်မြေအောက်ရေတန့်စင်တဲ့စက်တွေလည်းရှိတော့ကဘာပြက်ကတ်ကညဉ့်ညမ်းနေတဲ့ရေတွေကိုတောင်တောက်ရေအဖြစ်ပြောင်းလဲပေးနိုင်တယ်ပိုးသက်တဲ့စနစ်တွေလည်းအဆုံရှိသလိုဘန်ကာရဲ့မိလာစနစ်ကိုလည်းတီးတန့်ကင်တွယ်ထားတဲ့ရေကြီးမာကိုစိုးရိမ်လို့နံရံတွေကိုရေလုံအောင်လုပ်ထားပြီးတကားတွေကလည်းလေလုံရေလုံပဲမြေအောက်ရေနှုတ်မြောင်းစနစ်ကလည်းအရန်ကောင်းတဲ့လေထူးတန့်စင်တဲ့စနစ်တွေလည်းအများကြီးတက်ဆင်ထားတော့မြေအောက်မှာအမြဲတမ်းလေကောင်းလေတန့်ရနေမှာပါအောက်ဆီဂျင်ဘူးတသိန်းလောက်လဲစုဆောင်းထားသေးတယ်မြေအောက်မှာတီးတန့်အခန်း10နှစ်ခန်းရှိပြီးတခုခုချိုရင်းသွားရင်တောင်တခြားအခန်းတွေကအစားထိုးနိုင်တဲ့အခန်းတိုင်းမှာသူ့အလုံးနဲ့သူရှိတဲ့အခန်း3ခန်းကတော့အလိုအလျောက်စိုက်ပျိုးရေးစနစ်တွေနဲ့ဟင်းသီးဟင်းရက်စိုက်တာငါးမွေးတာကြက်မွေးတာတွေလုပ်လို့ရတယ်
ကိုတောင်နှစ်ခုထဲမှာလဲ10နှစ်စာလောက်မဲ့ဆေးဝါးအစားအစာနဲ့ရေတွေကိုစုဆောင်းထားတဲ့စောက်လုပ်ရေးနဲ့ပတ်သက်ပြီးတန်တရာဝင်လာရင်ပိုက်ဆံတွေအများကြီးပေးပြီးပါးစပ်ပိတ်ခိုင်းလိုက်တာပေါ့ပြီးတော့ဤကဲလန်းကိုတွားပြီးလက်နက်ကြီးတွေတိုက်ခိုက်ရေးရိုဘော့တွေနဲ့ကင်းထောက်တယုံတွေကိုဝယ်ခဲ့တယ်ပိုက်ဆံအများကြီးပေးနိုင်တော့မောင်ခိုဈေးကွက်ကနေနျူကလ িয়ার ထိပ်ဖူးနှစ်ခုတောင်ရခဲ့သေးတယ်ပင်လယ်အော်တနေရာမှာတော့နျူကလ িয়ার ရေငုတ်သိမ်းမောနဲ့ကျက်လေရင်တစင်းကိုဝတ်ထားတယ်မြေအောက်ပံကာကနေရေငုတ်သိမ်းဘောစိတ်ကိုတန်းသွားလို့ရတဲ့လမ်းလဲရှိတယ်တခြားကစားသမားတွေကျွန်းပေါ်မလာနိုင်အောင်ကျွန်းပတ်လည်မှာကြောက်တန်းတူတွေလှုပ်ထားတော့တင်မောကြီးတွေလာရင်မှောက်သွားမှာပဲကမ်းခြေနားမှာလဲလျှက်စစ်ချန်စီယိုတွေခတ်ထားပြီးရေထဲမှာလဲမိုင်းတွေအပြည့်ထောင်ထားတယ်ရေဒါစနစ်တွေလည်းရှိတော့ဘယ်ရာပဲကျွန်းနာကက်ကက်ချက်ချင်းတီးနိုင်တဲ့ကောင်းကင်မှာလဲလျှက်စစ်ပိုက်ကွန်ကြီးဖြန့်ထားတော့ယောဂဘိုးရှိတဲ့ငှက်တွေကျွန်းပေါ်နားလို့မရဘူးတစ်နှစ်အတွင်းမှာပဲကျွန်းရဲ့ကာကွယ်ရေးစနစ်တွေအကုန်အဆင်သင့်ဖြစ်သွားတယ်ရန်သူတွေကိုလှည့်စားဖို့အတွက်ကဘာအနှက်မှာခီးသွားနေရာတွေဖော်ဆောင်နေသလိုဟန်ဆောင်ထားသေးတယ်အဲ့ဒီနေရာတွေကတကယ်တော့ကျွန်တော်အတွက်အရန်နေရာတွေပေါ့နောက်ဆုံးအလုပ်သမားတွေကိုပြန်လွတ်ပြီးတဲ့နောက်ကျွန်းပေါ်မှာကျွန်တော်တယောက်တည်းပဲကျန်တော့တယ်အာဂါသစူးစမ်းလေ့လာရေးကုမ္ပဏီတစ်ခုကိုဝယ်လိုက်ပြီးဂျိုတု6တူးညာကြော်ကိုထိန်းချုပ်လိုက်တဲ့အင်တာနက်လိုင်းမပြတ်ဖို့အတွက်ပေါ့အဲ့ဒီတစ်နှစ်အတွင်းမှာကဘာအနှံ့ကလေကြောင်းလိုင်းတွေနဲ့တင်မောလိုင်းတွေကိုဝယ်ခဲ့တယ်နောက်ဆုံးတစ်ပတ်မှာတော့လေရင်တွေနဲ့တင်မောတွေအကုန်လုံးကိုဖျက်ဆီးပစ်ဖို့အမိန့်ပေးလိုက်တယ်ကဘာအချမ်းသာဆုံးပုဂ္ဂိုလ်ကတည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုဖျက်ဆီးပစ်လိုက်ပြီးဆိုတာတဲ့ကဘာလုံးတည်သွားကြတယ်လူတွေကသူယူသွားပြီလို့ထင်ကြပေမဲ့ကစားသမားတွေကတော့ဒါဟာပြိုင်ပွဲတစ်ခုဆိုတာသိနေကြတယ်ဝန်တန်ကကျွန်တော်ကိုမေးတယ်မက်အဲ့ဒီသူထေးကြီးကမင်းမလားဘရက်ကျွန်တော်အကန့်အသတ်မဲ့ချမ်းသာမှုကိုရွေးတာသူတယောက်ပဲမြင်ခဲ့တာလေဒါပေမဲ့ကျွန်တော်သူ့ကိုလုံးဝဂရုမစိုက်ခဲ့ဘူးတပတ်အကြာမှာကဘာပြက်ကက်ရောက်လာတဲ့စွမ်းအားတွေလေ့ကျင့်ထားတဲ့ကစားသမားတွေကလည်းအစင်သင့်ပဲကစားသမား300ရဲ့နာမည်တွေထွက်လာတော့ကျွန်တော်ကနံပါတ်69ဝန်တန်ကတရားလူယူရန်ကတရားတပေါ့ကဘာပြက်ကက်စတင်ပါပြီနောက်ဆုံးတယောက်ပဲကြံတဲ့အထိဒီဂိမ်းကဆက်သွားနေမှာပါကဘာပြက်ကက်ကတကဘာလုံးမိုးသိထန်စွာရွာသွန်းတာနဲ့စတင်လိမ့်မယ်လို့ဘယ်သူမှမထင်ထားကြဘူးရက်ပေါင်းများစွာမိုးရွာတော့ရေကြီးမှုတွေဖြစ်လာတယ်အနာဂတ်ကျွန်းလဲထိခိုက်ပေမဲ့ကျွန်းကသေးတော့တိမ်တွေက2ရက်အတွင်းမှာပဲဖြတ်သွားတယ်ကျွန်တော်မြေအောက်ပံကာထဲတောင်ဝင်ပုံးဖို့အချိန်မရလိုက်ဘူးတခြားစွမ်းအားရှင်တွေကတော့အငိုက်မိသွားကြတယ်သူတို့လည်းဒီကဘာကိုရောက်တော့ပိုက်ဆံမရှိကြဘူးလေတစ်နှစ်ပတ်လုံးစွမ်းအားတွေလေ့ကျင့်ရင်ပိုက်ဆံရှာဖို့ရုန်းကန်ခဲ့ရတာဆိုတော့သူတို့စုဆောင်းထားတဲ့ရိတ်ခါတွေကနည်းနည်းလေးပဲရှိတာအချို့ကစားသမားတွေကစွမ်းအားသုံးပြီးခိုးယူထားတဲ့ဘီလာတွေမှာပုံနေကြပေမဲ့ရေကြီးတော့မြေအောက်ခန်းတွေအရင်ဆုံးရေမြုပ်ကုန်တဲ့ရိတ်ခါတွေလည်းပျက်စီးကုန်တာပေါ့အထက်မြင့်မှာပုံတဲ့သူတွေကတော့လောလောဆယ်ဘေးကင်းပေမဲ့မိုးကမရက်တော့သူတို့ရိတ်ခါတွေလည်းကုန်လာပြီးလူတိုင်းထိတ်လန့်နေကြချိန်မှာကျွန်တော်ကတော့မုံစားရင်လိုက်လွှင့်တာကိုထိုင်ကြည့်နေတယ်လိုက်လွှင့်တဲ့သူကလိုက်ကာနောက်ကနေတစ်ဖက်တိုက်ကကစားသမားတယောက်မီးစွမ်းအားသုံးပြီးရိတ်ခါလူနေတာကိုခိုးရိုက်နေတာဒါကရုပ်ရှင်ရိုက်နေတာမဟုတ်ဘူးတကယ်စွမ်းအားရှင်ပဲသူကအရင်ကကျွန်တော်တို့တိုက်ကလုံခြုံရေးဝန်ထမ်းအခုတော့တကားတွေကိုမီးနဲ့ရှို့ပြီး30ကြိမ်မြောက်လူရက်နေတာတဲ့ချက်ပေါက်စ်မှာလဲလူတွေကစွမ်းအားရှင်တွေတကယ်ရှိတာပဲကဘာပြက်ပြီလားဆိုပြီးစူညံနေကြတယ်ရဲတွေရောက်လာပြီးအဲ့ဒီစွမ်းအားရှင်ကိုဝိုင်းလိုက်ကြတယ်တင်းနက်တန်တွေစူညံသွားပြီးခဏအကြာမှာတော့အဲ့ဒီကစားသမားရဲ့နာမည်ကမီးခိုးရောင်ဖြစ်သွားတယ်အဲ့ဒါသူတည်သွားပြီဆိုတဲ့အတိတ်ပဲအဲ့ဒီအချိန်မှာဝန်တန်ကကျွန်တော်ကိုထပ်ပြီး message ကြပို့တယ်မက်ငါတို့အဖွဲရအောင်ငါတို့ကသူငယ်ချင်းဟောင်းတွေပဲလေအဖွဲရင်အဆုံးထိရှင်သန်နိုင်မှာပါဘရက်သူကဗီဒီယိုကောတွေပါခေါ်နေပေမဲ့ကျွန်တော်ကတော့လုံးဝဂရုမစိုက်ဘူးသူနဲ့အဖွဲပြီးနောက်ဆုံး2ယောက်ပဲကြံတဲ့အခါသူကကျွန်တော်ကိုစိတ်ထိန်ချုပ်ပြီးတက်ပြစ်မှာကိုကျွန်တော်သိနေတာပဲသူကကျွန်တော်ကိုအဲလောက်တောင်အထင်သေးနေတာလားကစားသမားအရေးအတွက်ကတယောက်ပြီးတယောက်လျော့နေလာပြီးအခုတော့30ပဲကြံပါတော့တယ်အဲ့ဒီအချိန်မှာပဲမျိုးဘီစပြောင်းငှက်ဖုတ်ကောင်တကောင်ကအနာဂတ်ကျွန်းပေါ်ကိုပြန်တန်းလာတဲ့လျှက်စစ်ပိုက်ကွန်နဲ့ထိမိပြီးချက်ချင်းပဲပြာကျသွားတာပေါ့ဒါပေမဲ့အမွှေးတပင်ကပိုက်ကွန်ကြားကနေကျွန်းပေါ်ကိုလွင့်ကျလာတဲ့မြေပြင်ကိုမရောက်ခင်မှာပဲဆက်ရုပ်ခွေးတကောင်ကမီးနဲ့မှုတ်ပြီးအကုန်ဖြက်စီးပစ်လိုက်တယ်အဲ့ဒီနေ့ကစပြီးအနာဂတ်ကျွန်းပေါ်ကိုငှက်အုပ်ကြီးတွေနေတိုင်းဖြတ်ပြန်ကြတယ်လျှက်စစ်ပိုက်ကွန်ပေါ်မှာငှက်အသေးကောင်တို့အပြည့်ပဲဆက်ရုပ်တွေကကျွန်းပတ်လဲကင်းလှည့်ပြီးအဲ့ဒီအသေးကောင်တွေကိုရှင်းလင်းနေရတယ်အနာဂတ်ကျွန်းတောင်ဒီလောက်ဖြစ်နေရင်တခြားနေရာတွေဆိုဘလောက်ဆိုးမလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်ကျွန်တော်လဲကမ်းခြေမှာလမ်းလျှောက်တာကိုရက်လိုက်ပြီးမြေအောက်ပံကာထဲမှာပဲအမြဲနေဖို့ဆုံးဖြတ်လိုက်တယ်ဒီနေ့ကနှစ်သိကူးနေပါဒါပေမဲ့ကဘာပေါ်မှာဘယ်သူမှမပြောနိုင်ကြဘူးကျွန်တော်ကလွဲလို့ပေါ့ကျွန်တော်ကတော့နှစ်သိကူးညစ်စာကိုစားရင်ကဘာမပြတ်ခင်ကနောက်ဆုံးပွဲတော်အစီအစဉ်တွေကိုပြန်ကြည့်နေတဲ့အရင်ကမိသားစုအကြောင်းကိုတွေးမိပြီးနည်းနည်းတော့
ဟာရာရာဖြစ်မိပေမဲ့ကျွန်တော်ပြန်သွားနိုင်ဖို့အတွက်နောက်ဆုံးအထိရှင်တန်ရမယ်ဆိုတာသိနေတယ်ကျွန်တော်စားနေတဲ့ညစ်စာကိုဓာတ်ပုံရိုက်ပြီးဝန်တန်စီပို့လိုက်တယ်10မိနစ်အကြာမှာဝန်တန်ကအဲ့ဒီပုံကိုကဘာလုံးဆိုင်ရာချက်ပေါက်စ်မှာတင်လိုက်တော့တခြားကစားသမားတွေယူမတက်ဖြစ်ကုန်ကြတာပေါ့ကစားသမား69ကတော့ကောင်းကောင်းစားနေနိုင်တာပဲငါတို့မှာတော့သမင်းပူပူလေးတောင်မစားရဘူးဆိုပြီးဆဲဆိုနေကြတယ်ကျွန်တော်ကတော့ဂယုမဆိုင်ပါဘူးရှာနိုင်ရင်လာခဲ့လေလို့ပဲပြန်ပြောလိုက်တယ်ကျွန်တော်ကွန်ပျူတာထဲမှာကျန်နေတဲ့ကစားသမား30ရဲ့အချက်အလက်တွေအကုန်ရှိတယ်ကဘာမပြတ်ခင်ကတည်းကကျွန်တော်ရဲ့ကြေးစားစစ်သားတွေကသူတို့နောက်ကိုလိုက်ပြီးစောင့်ကြည့်နေခဲ့တာလေသူတို့ရဲ့စွမ်းအားတွေနဲ့အားနည်းချက်တွေကိုကျွန်တော်အကုန်သိတယ်ကဘာပြတ်ပြီးနောက်မှာလဲကျွန်တော်ရဲ့ကြေးစားစစ်သားတွေကကျွန်တော်စုဆောင်းထားတဲ့ရိတ်ခါတွေနဲ့အသက်ရှင်နေကြပြီးကျွန်တော်အတွက်ဆက်လုပ်ပေးနေကြတယ်ကဘာပြက်ကတ်မှာရိတ်ခါကအဖိုးရန်ဆုံးပိုက်ဆံပဲလေအခုဆိုရင်အင်အားကြီးအုပ်စု3ခုရှိလာပြီးပထမကတော့စစ်တပ်ပေါ့ဝန်တန်ကစိတ်ထိန်ချုပ်မှုနဲ့အဲ့ဒီစစ်တပ်ကိုအပိုင်စီးထားတယ်ဒုတိယကတော့ဖုတ်ကောင်ဖရင်တပားပေါ်လာပြီးစွမ်းအားရှင်တွေကိုတက်ပြီးအင်အားကြီးလာတာလူယူရန်ကတော့အဲ့ဒီဖုတ်ကောင်ဖရင်ရဲ့ချစ်သူဖြစ်နေပြီးတတိယကတော့ဂုံးစတားတွေကစားသမား128ကကမ္ဘာအနေရဲ့အရှိဆုံးနိုင်ငံမှာဂုံးတွေကိုထိန်းချုပ်ထားတယ်သူကကြက်ဆွဲအားကိုထိန်းချုပ်နိုင်တဲ့စွမ်းအားရှိတော့တယောက်ချင်းတိုက်ရင်ဘယ်သူမှမနိုင်ဘူးဒါပေမဲ့အဲ့ဒီဂုံးတွေကအားနည်းဆုံးပဲကျွန်တော်ကစားသမား128ရဲ့ပုံကိုထောက်လိုက်ပြီးမင်းကအရင်ဆုံးတရားမဲ့သူပဲလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာစနစ်ကနေအဆင့်3ရောက်ပြီလို့ကြေညာတယ်ကဘာကြီးကရေခဲခစ်ကိုရောက်သွားတာပေါ့လူတိုင်းထိတ်လန့်ကုန်ကြတယ်လူယူရန်ကကျွန်တော်စီ message ကြပို့ပြီးမကြခင်ဖုတ်ကောင်တွေပဲရှင်တန်တော့မှာမင်းကကိုညင်းခဲ့တာနောင်တရလိမ့်မယ်တဲ့ကျွန်တော်ကတော့ပြုံးပြီးဒါဆိုရင်မင်းတို့ချစ်သူ2ယောက်ကိုနေရဲကိုအတူတူပို့ပေးမယ်လို့ပဲတွေးလိုက်တယ်ရေခဲခစ်ကကျွန်တော်ကျုံးကိုလည်းထိခိုက်စေတယ်လျှက်စစ်ပိုက်ကွန်တွေနဲ့စွမ်းအင်ထုတ်ဆက်တွေပျက်စီးကုန်ပေမဲ့မြေအောက်ကနျူကလ িয়ার စက်ရုံကတော့အလုံးလုံးနေတုံးပဲဂုံးစတားတွေကတော့အရင်ဆုံးပြိုကွဲကုန်ကြတယ်ကျွန်တော်ကစားသမား128စီကို message ကြပို့ပြီးငါတို့အဖွဲရအောင်မင်းရဲ့နေမြေထဲမှာငါရိတ်ခါတွေဝတ်ထားပေးတယ်လို့ပြောလိုက်တယ်သူကကျွန်တော်ကိုမယုံပေမဲ့ကျွန်တော်ကဖုတ်ကောင်တွေကိုတတ်နိုင်တဲ့ဆေးရည်ရှိတယ်လို့ပြောတော့သူသဘောတူလိုက်တယ်တကယ်တော့သူကကျွန်တော်ကိုအားနည်းဆုံးလို့ထင်ပြီးအတုံးချဖို့ကြံနေတာတညမှာကျွန်တော်ရဲ့တယုံတွေကဖုတ်ကောင်တွေပေါ်ကိုဆေးရည်တွေဖြန်းချလိုက်တယ်ဖုတ်ကောင်တွေအကုန်အည်ပြောကုန်တာပေါ့ဖုတ်ကောင်ခရင်ကစိတ်ဆိုးပြီးထွက်လာတော့ကစားသမား128ကကြက်ဆွဲအားနဲ့ဖိထားလိုက်တယ်ဒါပေမဲ့ဖုတ်ကောင်ဖရင်မှာရှိုးဝက်စွမ်းအားရှိနေတာကိုသူမသိခဲ့ဘူးဖုတ်ကောင်ဖရင်ရဲ့ပင်ကူမြင်တွေက128ကိုဖမ်းလိုက်ပြီးသူ့ခန္ဓာကိုယ်ကိုအပိုင်းပိုင်းဖြတ်ပစ်လိုက်တယ်ဒါပေမဲ့128ရဲ့ကိုယ်ထဲမှာဆေးရည်တွေအပြည့်ရှိနေတော့ဖုတ်ကောင်ဖရင်လည်းအဲ့ဒီဆေးရည်တွေနဲ့ထိပြီးအည်ပျော်သေးဆုံးသွားခဲ့တယ်လူယူရန်လည်းရေခဲထဲကျပြီးတည်သွားခဲ့တာပေါ့အခုဆိုရင်ကျွန်တော်မှာပြိုင်ဘက်တယောက်ပဲကြံတော့တယ်အဲ့ဒါဝန်တန်ပဲသူကစစ်တပ်ကိုတုံးပြီးကျွန်တော်ကျုံးကိုဒုံးကျည်တွေနဲ့ပစ်တယ်ဒါပေမဲ့ကျွန်တော်ကမြေအောက်ဘန်ကာထဲမှာဆိုတော့ဘာမှမဖြစ်ဘူးသူကလေရင်တင်တင်းမောနဲ့ကျွန်းပေါ်ကိုတက်လာပြီးကျွန်တော်ကိုဖမ်းဖို့ကြိုးစားတယ်ကျွန်တော်ကသူ့စီဗီဒီယိုကောခေါ်လိုက်ပြီးငါကျွန်းပေါ်မှာရှိတယ်လို့ဘသူပြောလဲကောင်းကင်ကိုမောကြည့်လိုက်ဦးလို့ပြောလိုက်တယ်ကျွန်တော်ကအာဂါသစခန်းတစ်ခုပေါ်ကိုရောက်နေတာလေအဲ့ဒီအချိန်မှာပဲကျွန်းပေါ်မှာနျူကလ িয়ার ဘုံပေါက်ကွဲသွားပြီးဝန်တန်လဲတည်သွားခဲ့တယ်စနစ်ကနေကျွန်တော်ကိုအောင်နိုင်သူအဖြစ်ကြေညာလိုက်ပါတယ်ဝန်တန်ကကျွန်တော်ကိုဓာတ်ပုံတွေကနေတဆင့်တီနေရရှာဖို့စူးစမ်းခဲ့ပေမဲ့ကျွန်တော်ကသူ့ကိုကျွန်းပေါ်ရောက်အောင်တမင်များခေါ်ခဲ့တာပါစနစ်ကပေးတဲ့ဆုလပ်နဲ့ကျွန်တော်အာဂါသစခန်းကိုရောက်သွားခဲ့တာပေါ့ဒါပေမဲ့ကဘာမြေကိုပြန်ဖို့လမ်းမရှိတော့ဘူးဒီဆုလပ်ကိုဂိမ်းဆုံးသက်မှပဲတုံးလို့ရတာလေ